အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကဒီမီဖုန်းသုံးတဲ့သူတွေဆိုရင်ကျွန်တော်ဒီတွတ်တော်လိုက်အကောင့်ကိုကျွန်တော်အနည်းဆုံး3ခုလောက်ထိကျွန်တော်သုံးလို့ရတယ်ပေါ့နော်3ခုလောက်ထိကျွန်တော်သုံးလို့ရရဲဆိုရဲဟာလေးကိုတီးပြီးကြရည်လားဗျတီးရဲ့သူတွေလည်းရှိတယ်လို့မတီးရဲ့သူတွေလည်းရှိမယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ထားပါဒီမှာတွတ်တော်လိုက်အကောင့်ရှိမယ်အဲ့ဒီကနေကျွန်တော်ဒီမှာပွားထားရဲ့အကောင့်တော့ကောက်ရှိမယ်ပေါ့နော်ပြီးတော့ဒါကကြတော့ကျွန်တော်ဒီမာတီအက်ကနေပြီးတော့ပွားထားရဲ့အကောင့်ကကြတော့ကျွန်တော်ဒီ point 2ဘာညာအတွက်ကျွန်တော်ဒီပွားထားရဲ့အကောင့်လေးတစ်ခုရှိsoftware လေးတစ်ခုပေါ့နော်ဒါကတော့ကျွန်တော်တို့မတုံဘူး point 2ကိုတည်တယ်ပဲကျွန်တော်ကပွားမယ်ပေါ့နော်အဲ့ဒါလေးရှိမယ်ပြီးတော့ကျွန်တော်ဒီမီဖုန်းလေးမှာဆိုရင်ကျွန်တော် second space ဆိုရဲ့second space second space ဆိုရဲ့ဟာရန်ပြီးတော့ကျွန်တော်ဒီ second space ထားမယ်ဆိုလဲကျွန်တော်အဲ့ဒီဘက်မှာ second space ကနေပြီးတော့လဲTikTok လိုက်အကောင့်တစ်ခုကိုကျွန်တော်သုံးလို့ရတယ်ပေါ့နော်ကျွန်တော်လည်းအခုလက်ရှိမှာအဲ့လိုလေးသုံးနေတယ်စင်ပြေတယ်ပေါ့နော် iPad မှာဆိုလဲအကောင့်တစ်ခုရှိရဲဆိုရင်မိတ်ဆွေလို့နေမီဖုန်းသုံးနေတဲ့သူဆိုတော့အဆင်ပြေတယ် okay မီဖုန်းသုံးတဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ဒီပုံမှန်ဖုန်းတွေတခြားဖုန်းတွေသုံးနေတဲ့သူတွေဆိုတော့လည်းကိစ္စမရှိဘူးပေါ့နော်ဒီအနည်းဆုံး2ကောက်လောက်တော့သုံးလို့ရပါတယ်သုံးလို့ရပါတယ်ဆိုတဲ့အခါမှာကျွန်တော်ဒီ software ကိုပွားရဟာတော့ကျွန်တော်ရှိရပေါ့နော်အရင်တော့ကျွန်တော်ဒီကလုံး app နဲ့ပဲကျွန်တော်ပွားလို့ရတယ်လို့ဒီPlay Store မှာအများကြီးပေါ့နော်ဒီ software ဒီပွားရဲ့ software အများကြီးရှိရဲအခုကကျွန်တော်ဒီမှာ Marti app ဆိုတဲ့ software လေးကိုကျွန်တော်ဒီ download ပေါ့နော် Play Store ရဲ့မှာကျွန်တော် download စားဖြစ်တဲ့အတွက် download မပြတော့ဘူးMarti app ကနေပြီးတော့လေကိုပွားကြည့်တဲ့ software လေးကိုကျွန်တော်ပွားလို့ရရဲ plus ကိုနှိပ်ပြီးတော့မေဆိုနုမှာ TikTok လိုက်တင်မဟုတ်ဘူး TikTok ရိုး TikTok ပွားကြည့်နေဆိုလဲပွားသုံးလို့ရရဲပေါ့နော်အဲ့လိုလေးရှိမယ်ပြီးတော့ကျွန်တော်မေဆိုအနေနဲ့ပွားရင်တိုးရများလိုက်ခါမှာကျွန်တော်ဒီဝိုင်းရနဲလာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကpoint မနေအောင်ကျွန်တော်အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့အနေနဲ့က TikTok လိုက်အကောင့်အရန်2ကောင်းလောက်ကျွန်တော်တို့ကပေါက်ထားလို့လို့ရဲ့အဲ့ဆိုရင်ကျွန်တော်ဒီပုံမှန်သုံးနေရဲ့လက်ရှိမူလအကောင့်ကျွန်တော်ခဏတစ်ဖြုတ်ကျွန်တော်ကပြစ်ထားလိုက်မယ်ပေါ့ဗျာနှစ်ဘက်လောက်ပြစ်ထားပြီးကျွန်တော်ဒီအကောင့်လေးတစ်ခေါက်ဖောက်ပြီးတော့ကျွန်တော်ဒီMarti app software ရနေပြီးတော့ TikTok လိုက်ပွားထားတဲ့ TikTok လိုက်ထဲကိုကျွန်တော်ဝင်လိုက်ပြီးအဲ့ဒီကောက်လေးကိုကျွန်တော်ကနေပြီးတော့ဖောက်ပြီးချင်းပဲကျွန်တော် log out ထွက်ထားလိုက်ပေါ့နော်နှစ်ဘက်လောက်ကျွန်တော်ဟိုပြစ်ထားလိုက်မသုံးနဲ့လုံးဝမသုံးနဲ့ပြီးသွားပြီဆိုရင်ကျွန်တော်နှစ်ဘက်ပြည့်သွားပြီ15ရက်နေ့မြောက်ကျွန်တော်9နာရီခွဲပေါ့နော်9နာရီခွဲအချိန်မှာကျွန်တော်ဒီ ID software ကနေဝင်ပြီးတော့ဒီ account ပေါ့နော်ဒါဆိုရင်ဒီပွားထားတဲ့ account ဆိုပြီးထားပါတော့ဟိုသုံးခြင်းနဲ့ AB app မှာဆိုရင်ကျွန်တော်ဒီအဲ့ဒီ Marti application နဲ့ကနေပြီးတော့ပွားထားရဲ software နေပြီးကျွန်တော်တို့point 2လို့ရပါဘောเนาะအဲ့ဆိုမိတ်ဆွေလို့အနေနဲ့အဆင်ပြေပါလိမ့်မယ်ဗျဟုတ်အဆင်မပြေရလေးလို့နားမလဲရလေးရှိရင်ကိုမတ်မှာဝင်ရောက်မှတ်ခဲ့ပေးပါကျွန်တော်အကောင်းဆုံးပြောပြပေးသွားမှာဖြစ်ပါရဲ့စီပြေကြပါစေ